မိတ်ဆွေဆိုတာအပြန်အလှန်ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆန္ဒရှိတာမိတ်ဆွေပဲကြောက်ကြောက်အပြန်အလှန်ဖွံ့ဖြိုးတိုးတက်စေခြင်းနဲ့ဆန္ဒရှိရအဲ့ဒါဆိုမိတ်ဆွေတချို့ဆရာတပည့်ဖြစ်နေတယ်တပည့်ကပိုးတော်သွားမှာဆရာမဖြစ်စေချင်တချို့မိဘတွေရှိတယ်မိဘတိုင်းဟာသားသမီးကိုတော်စေခြင်းနဲ့မှန်တယ်ဒါအခြေခံဖြစ်တော့မှန်တော်တော်ကြီးထူးထူးချွန်ချွန်ဖြစ်လာတဲ့အခါငါ့ကိုကြော်ချင်တာလားဆိုတာမျိုးရရှိတတ်တယ်နော်ဒါကြောင့်လောကကြီးမှာမိတ်ဆွေကောင်အရေးကြီးဆုံးဆိုတဲ့နေရာမှာအရှင်အနန္ဒမိတ်ဆွေကောင်ရှိဖို့မြတ်စွာဘုရားတပည့်တော်စဉ်းစားလိုက်တာမိတ်ဆွေကောင်ရှိဖို့က90ခန်းလုံးအရေးကြီးတာပဲအောင်မြင်ဖို့အတွက်မိတ်ဆွေဟာ90ခန်းလုံးအရေးကြီးတယ်အဲ့မြတ်စွာဘုရားရှင်အာနန္ဒာဒီလိုမပြောရဘူးအာနန္ဒာဒီလိုပြောနေမိတ်ဆွေက 100% မိတ်ဆွေကောင်းကိုကင်းပြီးတော့အောင်မြင်တဲ့သူလောကမှာမရှိဘူးလောကီပဲဖြစ်ဖြစ်လောကုတ္တရာပဲဖြစ်ဖြစ်ငါဘုရားတည်တော့မိတ်ဆွေကောင်းရှိလို့တရားတွေကြွတ်တက်မှညာရတယ်ဒါကလောကုတ္တရာပဲအဲ့လိုဘုန်းတော်ကမိဘကလည်းမိဘအနေနဲ့ရှိတာတမျိုးရှိတယ်မိတ်ဆွေကောင်းတယောက်အနေနဲ့လည်းရှိနိုင်တယ်ဒါကကိုယ့်ထက်အစင်းမြင့်တဲ့မိဘတချို့မိဘကြတော့လေမိဘအနေနဲ့ရှိတယ်သို့သောမိတ်ဆွေကောင်းတယောက်အနေနဲ့မရှိဘူးသားသမီးတွေကိုမထိန်ကြောက်တတ်ဘူးအောင်မြင်မှုလမ်းကြောင်းပေါ်မှာချမပြတ်တတ်ဘူးလွှမ်းမိုးခြင်းစိတ်များတယ်သူကတော့ချစ်တာတော့ဟုတ်တယ်ဒါပေမဲ့သူ့ရဲ့ချစ်နည်းကနေ့တစ်နေ့မှန်တော့မိတ်ဆွေစိတ်မဖြစ်တော့ဒါကြောင့်သားသမီးနဲ့မိဘရန်သူတောင်ဖြစ်သွားတယ်